မင်္ဂလာပါမြန်မာကုတ်ဆွေဒီယိုမှာကြိုဆိုပါရခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်လေးကတော့မိမိတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ထူးခြားတဲ့ဖြစ်ရပ်များကိုဆက်သွယ်ပြောပြနိုင်မယ်အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအစီအစဉ်လေးမှာ host ဖြစ်တဲ့လက်ခံပြောကြားပေးသွားမယ်ညီလင်းကိုဖြစ်ပါတယ်ဟုတ်ကဲ့မြန်မာကိုဆွေရောပါခင်ဗျာကိုဖိုးချင်းခံလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ဖုန်းကင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့လေကျွန်တော်မြန်မာကိုဆွေရောမှာလေဟုတ်ကဲ့မင်းသားခုခီးပါတောင်းရင်းနဲ့ထူးခြားတဲ့ဖြစ်စဉ်လေးတွေအဲ့လိုကြုံခဲ့ဘူးတာလေးတွေရှိတယ်လို့ကျွန်တော်တို့သတင်းလေးကြားလို့ပါခင်ဗျာအဲကြောင့်ကျွန်တော်ဆက်သွယ်ကြည့်တာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ဘယ်လိုမျိုးပြောပြပေးရမှာလဲခင်ဗျဟုတ်ရတယ်မင်းသားအဲ့ခီးတောင်းရင်းနဲ့ဖြစ်ပေါ့နော်ဟိုအတွေ့အကြုံပေါ့ထူးခြားတဲ့ဖြစ်စဉ်လေးတွေပေါ့အဲ့လိုမျိုးတချို့ဆိုရင်လည်းကျွန်တော်ရှိမှာပြောပြတာလေအဲ့လိုမျိုးဟိုတရေပူတာမျိုးတွေတို့သူတို့မြင်ခဲ့ရဘူးတာတွေတို့သူတို့တရေ6တာပေါ့နော်ထူးခြားတဲ့ဖြစ်စဉ်လေးတွေအဲ့လိုမျိုးလေးတွေကျွန်တော်တို့ပြောပြလေးရှိတယ်ခင်ဗျထူးခြားတဲ့ဖြစ်စဉ်တွေကတော့အဲ့လိုမျိုးစီးရီးတစ်ခုတိုက်တာတစ်ခုမဟုတ်တစ်ခုတော့အများနဲ့ကြုံတွေ့နေရတာပေါ့နော်ဟိုအဲ့ဒီမှာဒီကိုတိုင်ကလည်းဒီလိုမျိုးဟိုအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဆိုတော့ဟိုကြုံတွေ့ခဲ့ရတဲ့အပိုင်းတွေကလည်းအများကြီးရှိခဲ့တာဆိုတော့ဟိုပေါ့နော်အခုလောလောဆယ်ကတော့ကျွန်တော်အရင်ဆုံးပေါ့နော်ကျွန်တော်တို့ဟိုပထမဦးဆုံးကျွန်တော်တို့ဇလန်တွေတစ်ခုလိုက်ဖြစ်တယ်ပေါ့အဲ့ဒီဇလန်တွေကကျွန်တော်တို့ဟို The Sign of Love ဆိုတဲ့ဒီဇလန်တွေပေါ့နော်အဲ့ဒီတုန်းကကျွန်တော်သိတယ်အဲ့ဒါသိတယ်သွားရတဲ့ဒီနေရာတွေကလည်းဒီလိုမျိုးဟိုရှမ်းပြည်ဘက်တွေပါပေါ့နော်ကျွန်တော်တို့မမေးရဆိုရင်ကျွန်တော်ကလောဘက်မှာလာမသိကျွန်တော်တို့ရိုက်ရတာပေါ့ရိုက်ရတဲ့ခါကျတော့ကျွန်တော်တို့တွေကဒီအတားတွေကဟိုအခန်းတွေကကျွန်တော်တို့ကဒီကိုတေးရတဲ့ဟိုတယ်တစ်ခုကကြတော့သူကဒီတောင်ကြီးကိုသွားတဲ့လမ်းရဲ့ဒီဘက်တစ်ချမ်းမှာရှိတာပေါ့နော်သူကဒီဟိုတယ်ရဲ့ထူးခြားချက်ကကြာသူကခြံဝင်းထဲမှာဟိုအုတ်တိုင်းတစ်ခုမှမရှိဘူးတကားလည်းမရှိဘူးအဲကြတော့အဲ့လိုမျိုးတောင်ကုန်းသွားတဲ့လမ်းလေးကနေမှအဲ့လိုမျိုးလမ်းခွဲလေးတစ်ခုလိုမျိုးလေးပဲဂုံတက်လေးကိုတက်လိုက်ရကိုယ့်ရဲ့အခန်းကဒီတကားဖွင့်လိုက်တာနဲ့လမ်းမရဲ့ဒီဂုံတက်ကြီးကိုမြင်နေရတာပေါ့နော်ဟိုတယ်တွေကိုမြင်တဲ့လမ်းလေးကတော့ရှိတာပေါ့လမ်းမနဲ့အရင်နီးတာပေါ့ဒါပေမဲ့ကျွန်တော်တို့တဲတဲ့ဒီအဆောင်ကကြတော့6ခန်းတွဲပေါ့6ခန်းတွဲဆိုပေမဲ့ဘန်ဂရိုလိုမျိုး6ခန်းအဲ့လိုမျိုး6ခန်းအတွဲလေးတွေမှာကျွန်တော်တို့ကအဲ့ဒီလမ်းမဘက်ရဲ့မျက်နှာစာကိုကျွန်တော်တို့ကရသွားတာပေါ့နေရတာပေါ့အဲ့မှာကျွန်တော်တို့ကဒီကျွန်တော်ရဲ့နောက်ထပ်ဒီအတာတယောက်ရဲ့ကျွန်တော်တငယ်ချင်းပေါ့နော်အတာတယောက်ရဲ့ပြီးတော့ secret ကနောက်အကိုတယောက်ရဲ့ပေါ့ကျွန်တော်တို့ကတူနေရတာပေါ့အမှဟိုတယောက်ရဲ့ကတင်3လုံးစီနဲ့ပေါ့တယောက်ရဲ့ကတင်3လုံးစီနဲ့ကျွန်တော်တို့နေရတယ်အဲ့မှာကဒီပုံညာဘယ်လိုလဲဆိုတော့သူတို့ကလည်းမီးကိုလည်းအချိန်ပိုင်းနဲ့ပေးတာကိုကအဲ့ဒီမှာနေခဲ့ရမယ့်ရက်ကလည်းဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်စိန်မပါပဲနဲ့ကျွန်တော်အခန်းပေါ်ကြီးကျွန်တော်တို့ကကျတော့ shooting သွားလို့ရှိရင်ကိုမပါဘူးဆိုလို့ရှိရင်ကိုအခန်းထဲမှာပဲကိုနေခဲ့ရတာမျိုးဒါမှမဟုတ်ကိုပါနေကိုအဲ့လိုမျိုးဟိုသွားပြီးဆိုလို့ရှိရင်လည်းအချိန်ပြီးပေါ့နော်သတ်မှတ်ထားတဲ့အချိန်ကိုပြန်ရောက်ရအဲ့လိုမျိုးစီကန်းနေတာတော့ရှိတာပေါ့ကျွန်တော်တို့ဘက်မှာဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီလုံးသားကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ရိုက်ရမယ့်စင်းကမပါတဲ့အတွက်ကြောင့်ကျွန်တော်ကနေခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဟိုအခန်းပေါ်က secret ကောနောက်ထပ်တစ်ယောက်ကောပါသွားတဲ့အချိန်မှာကျွန်တော်ကဟိုကျွန်တော်တို့ကဘယ်လိုပြောလဲဆိုတော့အဝင်ပေါက်ကိုကျွန်တော်တို့ကမျက်နှာချင်းဆိုင်အဲ့လိုဘီးတစ်စောင်းဖေးအိတ်ရတဲ့တက်ကကျွန်တော်ရဲ့မျက်နှာမြင်ရတဲ့နေရာကိုတကားပေါက်ကြည့်ပေါ့မိန်းတကားပေါက်ကြည့်ပေါ့အဲ့ဒီတကားနေဝင်လာလို့ရတယ်ထွက်သွားလို့ရတယ်ဝင်ပြီးသွားတာနဲ့ဟိုဖွင့်လိုက်တာနဲ့အဲ့မှာလမ်းမကိုမြင်နေရတဲ့ပုံစံမျိုးဆိုတော့နှစ်လေးဆိုတကားတွေပိုင်းဖွင့်ထားတဲ့ခါကျရင်လမ်းမမှာအကုန်မြင်နေရတယ်ဗျာအဲ့လိုမျိုးဆိုတော့ကျွန်တော်ကအဲ့လိုမျိုးငယ်တုန်းကလည်းအဲ့လိုမျိုးကျွန်တော်အဖိုးတွေထွားရင်းနဲ့လည်းနေခဲ့ပူတာဆိုတော့ဟိုကျွန်တော်ကအဲ့လိုမျိုးအကြောင်းအရာမျိုးလေးအဲ့လိုမျိုးလေးဒါနည်းနည်းလေးကြုံတွေ့ခဲ့ပူတာပေါ့နော်အဲ့လိုဖက်နှက်တွေပါတွေကစားသေးတွေပါတွေပါလာတယ်ဆိုလို့ရှိရင်အဲ့ဒီသေးတမုံမြူတမုံကကြတော့ဖုံဖုံတမှုကကြတော့အဲ့လိုဟိုအပြင်ကဒီဘရလောကအဲ့လိုမျိုးတွေပါလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အပြင်မှာသိခါတာတို့ပါအဲ့လိုမျိုးတွေရှိတာပေါ့ဒါပေမဲ့ဒီပုံများကျွန်တော်တို့ကကြတော့အပေါက်ဝမှာဖက်နှက်ကိုကျွန်တော်တို့ကချွတ်တာမဟုတ်ပဲနဲ့အထဲကိုဖက်နှက်ကစီးပြီးတော့ဝင်ရတာဆိုတော့အဲ့ဒီမှာကျွန်တော်ကအဲ့လိုဟိုထင်တာပေါ့ကျွန်တော်ကလည်းအဲ့လိုညစာလေးစားပြီးတော့အဲ့လိုသူတို့ရှူတင်ကလည်းပြောတော့9နာရီလောက်ပြီးမယ်ဆိုပြီးတော့ကျွန်တော်ကလည်းကျွန်တော်စောင့်နေရပါစောင့်လဲကျွန်တော်တင်ကပြီး
အဲ့လိုမျိုးနည်းနည်းမိုးချုပ်သွားတယ်ဗျာမိုးချုပ်သွားတဲ့ခါကျတော့ကလောလိုရာသီဥတုမျိုးနဲ့ဆိုတော့ကျွန်တော်လည်းနည်းနည်းလေးအိတ်ချင်လာပါအိတ်ချင်လာတဲ့အချိန်မှာအဲ့လိုမျိုးအိတ်ချင်တဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကအဲ့လိုမျိုးဖြစ်တယ်လို့ဆိုပြီးတော့ကျွန်တော်ကတင်ကိုအလဲမှာအိတ်တာကျွန်တော်ကတင်ကအလဲမှာထိတ်ဆုံးကတင်ကစခရစ်ကဟိုအကူတယောက်ကတင်ကျွန်တော်ကအလဲမှာအိတ်တယ်ကျွန်တော်ရဲ့ဘေးမှာကျွန်တော်ရဲ့ဒီတငယ်ချင်းတယောက်အိတ်တာပေါ့ဒါပေမဲ့အဲ့လိုမျိုးအိတ်နေတဲ့အချိန်မှာကျွန်တော်ဟိုဘက်ကကိုလူတွေပဲရှိတယ်ဆိုပြီးတော့ကျွန်တော်ကြောခိုင်းလို့ရတယ်အလဲမှာဟိုကိုကအလဲမှာအိတ်တာဖြစ်တဲ့အတွက်ကြောင့်2ယောက်လုံးရောက်နေပြီဆိုရင်ကိုကဘယ်ဘက်လက်နဲ့အိတ်လို့ရတယ်ပေါ့နော်အတွေ့ရအနောက်မှာလည်းကိုတငယ်ချင်းရှိတယ်အရှိမလည်းကိုရဲ့ secret အကူရှိတယ်ငါပလက်ဆန်အိတ်လည်းမမဟိုကပြုတ်တော့အဲ့ဒီကဘယ်သူမှမရှိလို့ဆိုတော့ကျွန်တော်အဲ့လိုပလက်ဆန်ပြီးအိတ်ပလက်ဆန်ပြီးအိတ်နေတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့အိမ်မက်လိုဘာလိုအဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုကျွန်တော်ရဲ့ဒီအိတ်နေတဲ့အချိန်မှာကျွန်တော်ရဲ့အိတ်ရဒီဟိုကျွန်တော်လည်းလှုပ်တာလည်းမဟုတ်ပဲနဲ့အဲ့ဒီအိတ်ရက separate မှုရလည်းမဟုတ်ဘူးเนาะအဲ့ဒီမှုရကြီးကလေဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုတယောက်ကဝါသီလားကျွန်တော်ရဲ့ကလေးမှာစကားလာပြောဖို့အတွက်ကိုသူကလာထိုင်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့လိုကလေးလေးကအဲ့လိုလေးပေါ့မှုရလေးအဲ့လိုလေးဖြစ်သွားတဲ့ခါကျတော့ဟုတ်ပြီပေါ့ဆိုတော့ကိုယ့်ရဲ့မသိစိတ်ကတော့ဟိုကောင်လေးပြန်လာပြီပေါ့ဆိုပြီးတော့ဒီတိုင်းလေးပဲပါစကားမှမပြောဘဲနဲ့အဲ့ပြီးတော့ဘာအတန်းမှလည်းမကြဘဲနဲ့ဘာမှလည်းဟိုကလည်းမပြောဘဲနဲ့ကျွန်တော်ရဲ့ဒီပေါ့နော်ဟိုမျက်နှာနားမှာဟိုနှာခေါင်းငယ်ငယ်ချင်းဆိုင်နှာခေါင်းချင်းပေါ့နော်အဲ့လိုခြေမှုတ်တဲ့ပုံစံမျိုးပေါ့နော်နှာမှုတ်တဲ့ပုံစံမျိုးကျွန်တော်အဲ့လိုမျိုး feeling ခံစားရတာပေါ့ဗျာကျွန်တော်မျက်လုံးကကိုနော်အေးဟောကျွန်တော်မျက်လုံးခွေ့ကြည့်လိုက်တယ်ဆိုရင်ကျွန်တော်ရဲ့မျက်နှာရဲ့အရှိမဘယ်သူကြီးရှိနေမလဲဆိုတော့ကျွန်တော်ဒီနေ့ဒီကျွန်တော်အဲ့ဒါကိုပုံမဖော်ကြည့်ခဲ့ဘူးဒါပေမဲ့ကျွန်တော်အဲ့ဒါကိုမျက်လုံးကိုစုံမိတ်ထားတယ်ဗျာမိတ်ထားတဲ့အချိန်မှာကျွန်တော်ရဲ့ဒီနားရဲ့ဒီနားအနောက်ကသပင်ငွေနဲ့အကုတ်ကဟာလေတက်သိနေထားပြီးတော့လေအဲ့လိုကိုယ့်ရဲ့မျက်နှာရှိတဲ့မှာအဲ့လိုမျိုးဟိုတယောက်ကအခုရှိနေတယ်တယောက်ကြီးလာရှိပြီးတော့ကျွန်တော်ကိုပြောင်ပြနေတာလားရှာထုတ်ပြနေတာလားဘယ်လိုလုပ်နေရလဲဆိုတော့ကျွန်တော်လုံးဝကျွန်တော်မတွေးမိဘူးခွာသိလားအဲ့ဒီအချိန်မှာကျွန်တော်ဟိုအိမ်မက်တယ်လို့ဖြစ်နေတဲ့ခါကျတော့ဒါတယောက်ငါ့ကိုစတာပဲဖြစ်မယ်ပေါ့ဆိုတော့အဲ့မှာကျွန်တော်ကလည်းအဲ့ဒီတော့ဟိုဘယ်လိုပြောမလဲရှိခဲ့ဟိုကိုယ်ပါဇက်ထဲမှာလွတ်ကနေထွက်တာပေါ့အဲ့ဒီမှာဒီတံပုတ်တင်လာဆိုဒီတံပုတ်တင်ထောက်တဲ့ဆိုအဲ့လိုမျိုးကျွန်တော်ရုပ်ပလိုက်တယ်ရုပ်လိုက်တာဟုတ်အဲ့ဒီရဲ့ရုပ်ပြီးတော့အဲ့လိုမျိုးဟာအဲ့ဒီတံပုတ်တင်ရွတ်တာလဲကျွန်တော်လေအဲ့လိုမျိုးအာလေးရှာလေးဖြစ်အောင်လေတယောက်ကလေဘင်းကိုတက်နေတာလို့ပဲကျွန်တော်အဲ့ဒီစကားလုံးကိုထောက်မတက်တဲ့ခါမှာကျွန်တော်ကုန်းယုံပြီးတော့လေကျွန်တော်အဲ့ဒီတံပုတ်တွေကိုကျွန်တော်ရတဲ့လောက်ကိုရွတ်ငါမဖြစ်ဘူးငါထားမှဖြစ်မယ်ငါစက်အိတ်နေတယ်ဆိုလို့ရှိရင်တော့မဖြစ်ဘူးငါအထားမယ်ဆိုကုန်းယုံပြီးတော့ဖြစ်ချင်အောင်ဖြစ်ဆိုပြီးတော့ထားလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီပုံအဲ့လိုမျိုးကျွန်တော်အိယာနေထားပြီးတဲ့အချိန်မှာကျွန်တော်ရုပ်တရက်လှမ်းကြည့်လိုက်တဲ့ဟာကကျွန်တော်ရဲ့ဒီတကားပေါ့နော်ဝင်ပေါက်တကားအဲ့ဒီဝင်ပေါက်တကားကြီးကကျွန်တော်ရဲ့ဘေးနားမှာကွက်တီးပြီးလားကျွန်တော်ရုပ်တရက်ကြောင်ကကျွန်တော်ကတင်နဲ့အဲ့ဒီဝင်ပေါက်နဲ့ကလမ်းလျှောက်ပြီးမှဝင်လို့ရတဲ့ဟာကိုကျွန်တော်ရဲ့ဘေးနားမှာတကားပဲရှိနေတာအဲ့ဒီတကားကြီးဖြစ်နေတာကျွန်တော်ကအဲ့ဒီမှာကျွန်တော်ရုပ်တရက်လေးဟာလို့တွားပြီးတော့ဘာကြီးလဲပေါ့ဆိုကျွန်တော်မျက်လုံးစုံမိတ်ပြီးတော့ခေါင်းတစ်ချက်ခါပြီးတော့ကျွန်တော်ကြည့်လိုက်တယ်အဲ့ဒီတကားကြီးကဝေးပြီးတော့မူရင်းနေရာပြန်ရောက်ပါဒါအခုချိန်ကြီးလေကျွန်တော်အဲ့ဒါကိုအခုချိန်ကြီးကျွန်တော်တွေ့တဲ့ interview တိုင်းတွေ့တဲ့ငယ်ချင်းမိတ်ဆွေတရုတ်ဆောင်ကြီးလေးဒီမှာလို့ကျွန်တော်အများနဲ့ပြောပြဘူးပဲအဲ့ဒီတကားအဲ့ဒီနိုင်ငံကြီးကလေအဲ့လိုဝေးပြီးတော့လေကျွန်တော်အဲ့ဒီဟိုငြိမ်သွားတဲ့အချိန်ပေါ့နော်သူ့ဟာနဲ့ဒီငြိမ်သွားကျွန်တော်မျက်လုံးနဲ့ကြားလာလားပါလားငြိမ်သွားတဲ့အချိန်မှာကျွန်တော်ရဲ့ဒီအောက်ကလေးနေပါအောက်ထက်တွေပါလေကျွန်တော်ဆောင်းကခြေထောက်လေးပဲခြုံလာတာဗျာခြေထောက်လေးပဲခြုံလာဆောင်းလေးရဗျာဘယ်လိုပြောရမလဲဆိုတော့ဂရင်းပေါ်မှာရှိနေတဲ့ဆောင်းလေးကိုဒီလိုလေးထည့်ပြီးတော့ဒီလိုလေးဆင်းသွားတဲ့ပုံစံမျိုးလေးပေါ့သိလားကျွန်တော်ရဲ့ဆောင်းကခြုံရဲ့သားလေးပဲဖြစ်နေရမယ်ဟာထည့်ထားတဲ့ပုံစံမျိုးလေးကိုအဲ့လိုလေးတစ်ဖက်မှာလန့်နေတာပေါ့အဲ့လိုလေးပြောလို့ကျွန်တော်အဲ့မှာဘာမှမဟုတ်ဘဲနဲ့ကလောလို့ရာဒီကူမျိုးမှာချွေးထွက်တယ်ဆိုတာဒါတကယ်ထူးဆန်းတော့အဲ့ပြီးလည်းပြောတကားလာခောက်တော့3ချက်ခောက်တော့ကျွန်တော်ကမဖွင့်ဘူးဘယ်လိုလဲလို့မေးတော့မပြောဘူးကျွန်တော်အခန်းပေါ်ဟိုကျွန်တော်ရဲ့တငယ်ချင်းကလည်းနည်းနည်းအစားတောက်ဆန်တာဆိုတော့မဖွင့်တော့ကျွန်တော်မဖွင့်ဘူးအဲ့ဒါပြီးတော့သူနဲ့ဒီဘက်မှန်ကနေကျွန်တော်တကားထခောက်တော့ကျွန်တော်မျက်လုံးစုံပိတ်ပြီးလိုက်ကောက်ဆွဲဖွင့်လိုက်တော့မှရှူတင်ကပြန်လာတဲ့အဖွဲတွေဖြစ်နေကျွန်တော်သူတို့အကြောင်းပြောပြတယ်ငါဒီလိုတော့ဖြစ်တယ်ကိုသားဟိုအေးလို့ငါလို့မင်းတို့မလာခင်တော့ငါဝလနာတစ်ချက်ထွက်လိုက်ပြီးလို့ထွက်ပြီးတော့ငါအပြင်မှာလို့ငါအဲ့လိုမျိုးရှုပ်နေပါငါတစ်ချက်ကြည့်လိုက်အဲ့ချိန်ကတကားမပိတ်မိလိုက်ဘူးလို့ငါမနေငါလို့အပြင်မှာငါအဲ့လိုမျိုးနေတော့အဆောင်ရဲ့ဘေးနားမှာလည်းဘဲတငယ်ချင်းမိတ်ဆွေ
ညီကိုမောင်နှမတယောက်မှလည်းမရှိကိုလှမ်းမြင်လိုက်လို့ရှိရင်ဟိုဒီ reception လိုမျိုးအဆောင်လေးမှာလည်းဒီလိုဟိုတယ်ဝန်ထမ်းကောင်လေးတယောက်ကလည်းဟိုဒီဂိမ်းထိုင်စောနေတာဒီလောက်ပဲ2ယောက်ကတိတ်ဆိတ်ပြီးတော့ဗာတခုမှလည်းမမြင်အောင်အဲ့ဒါတော့မမရရအဲ့ဒါဘဝမှာပထမဦးဆုံးရိုက်ခဲ့တဲ့ဒီစီးရီးနဲ့ပထမဦးဆုံးသွားခဲ့တဲ့မြို့မှာပထမဦးဆုံးဖြစ်ခဲ့တဲ့အတွေ့အကြုံပဲဒီနေ့ထိတော့လုံးဝဟုတ်တယ်ဗျာအဲ့လိုမျိုးဟုတ်ကဲ့ပါဟုတ်ကိုမျိုးလုံးဖွင့်မကြည့်လိုက်လို့ဒါလေဟိုဘာမှမသိလိုက်ပင်မဲ့လေကိုနောက်ကကတ်ပြီးတော့ခါကြတခုခုခံစားမှုကြီးရနေတာပေါ့နော်ရနေတာအဲ့ဒီဟာဘယ်လိုလဲဆိုတော့လူတယောက်ကလေဟိုကျွန်တော်လည်းစမ်းသက်ပြီးပါပြီအဲ့လိုရိုက်ကွေးနိုင်လို့တဲ့ခါကြလို့ချင်းကျွန်တော်တို့ငွေချင်းတယောက်နဲ့အဲ့လိုမျိုးအချင်းချင်းနားမှာကတ်ပြီးတော့ကျွန်တော်တို့ပြောတာတို့ပြီးွားနေသူတို့ရဲ့ဒီစပင်းမွေးနားလောက်ကိုကုတ်နားလောက်ကြီးကိုစကားတူတူသွားပြောတယ်ဆိုလူရက်တဲ့အဲ့လိုပြီးထားတယ်ဟုတ်တယ်အဲ့လိုမျိုးပဲကျွန်တော်ရဲ့မျက်နှာရှိတဲ့မှာဘာအနံ့မှလည်းမရှိဘူးလူဆိုရင်တော့အနံ့တစ်ခုပါလာအောင်ပါဗျာကျွန်တော်ပြောချင်တာဟုတ်တယ်ပေါ့ဟုတ်တယ်တိတ်တိတ်တောက်ထားတဲ့အနံ့ဒါမှမဟုတ်အဲ့လိုမျိုးပေါ့နော်တစ်ခုအစားတောက်ထားတာတဲ့အနံ့ तू ကဘာအနံ့မှမရဘဲနဲ့ကျွန်တော်ရဲ့ဒီနှာခေါင်းထိတ်လေးနားလေးမှာပဲအဲ့လိုမျက်နှာကိုနှာခေါင်းအသက်ရှူပြီးတော့ရှူထုတ်ရှူသွင်းနေတဲ့လေဝင်နေတဲ့ကျွန်တော်ရဲ့မျက်နှာမှာထိနေတဲ့အခါကျတော့ကျွန်တော်ကတော့တယောက်ယောက်ပဲကျွန်တော်တို့ဒါဘလူလဲတော့မသိဘူးပေါ့အခန်းတကားဆိုတာလည်းကိုတိုင်းလောချပြီးတော့မှအပေါ်မှာထိုးတာလေဗျာဂျလက်တွေပါထိုးတာလေဆိုတော့တို့တော့ပါလို့ဝင်လာလဲကိုစလို့လည်းမရအောင်ဟဲ့တကယ်လို့ဟိုအကောင့်တစ်ကောင်ပြန်တာတို့အဲ့လိုမျိုးပိုးကောင်တွေပါပြန်နေဆိုရင်လည်းနားတို့ဘာလို့နားမှာပဲသူနားမှာပေါ့အဲ့လိုကိုကမျက်နှာနားကြီးမှာလာပြီးတော့အဲ့လိုမျိုးကြီးကျွန်တော်အဲ့လိုမျိုးဟိုလေးမှုတ်လိုက်အဲ့လိုပုံစံမျိုးကြီးလုပ်နေတဲ့ပုံစံမျိုးပြီးတော့လေကလည်းလေကအေးလည်းမဟုတ်ဘူးကွာဒီလားလူတယောက်ကကျွန်တော်အဲ့လိုမျိုးနာမှုတ်တဲ့ပုံစံမျိုးအဲ့လိုမျိုးကြီးအဲ့ဒါမျိုးကျွန်တော်ကြုံတွေ့ခဲ့ရတယ်အနံ့တော့ဘာအနံ့မှတော့မရဘူးဒါပေမဲ့ကျွန်တော်အေးအားနေကျွန်တော်တန်ပုတ်တွေကိုရွတ်ပြီးတော့လန့်လို့ပြီးတော့ထားလိုက်တဲ့အချိန်မှာအဲ့ဒီရဲ့မိန်းတကားပေါက်ကြီးကကျွန်တော်ရဲ့နားမှာကြောက်နေကျွန်တော်အရင်အောင်ငါတင်ရောက်နေရလဲပေါ့ပြီးတော့မှကျွန်တော်မျက်လုံးလေးကောင်းခါပြီးတော့ကျွန်တော်ပြန်ကြည့်လိုက်တဲ့အချိန်မှာအဲ့တကားကြီးဝေးပြီးတော့အဲ့နားလေးမှာဟိုဘယ်လိုပြောမလဲသူ့နေရာတိုင်းကြံရှိနေတာပေါ့ကြံရှိတော့မှကျွန်တော်ထားပြီးတော့ဟိုဗာများအဲ့လိုမျိုးမူမမှန်တဲ့ပုံမြင်ရမလဲပေါ့ကျွန်တော်လိုက်ကြည့်တဲ့ခြေရာလေးရှိတာဆိုဘာခြေရာမှလည်းမရှိဘူးတစ်ဖက်အိယာတွေပါလဲဘာတစ်ခုမှမပြီးသူတို့ဆောင်းရလဲဆောင်းတိုင်းပဲကျွန်တော်ဟိုဘေးကလည်းဆောင်းတိုင်းကျွန်တော်အိယာကဆောင်းပဲကျွန်တော်ကအဲ့လိုအိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုပလက်လန်အိတ်တယ်ဆိုလဲတောင်းအကုန်ခြုံလာတာဒီလိုမျိုးလှန်စားတရားကိုမမျိုးအဲ့ချိန်မှာမအောက်နာလေးကိုမှသူကလည်းလှန်ပြီးတော့တယောက်ကကျွန်တော်ပင်သားလေးလှန်ပြီးတော့ဆင်းသွားတဲ့ပုံစံမျိုးဆင်းသွားတဲ့ပုံစံဖြစ်သွားတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမင်းတော့နောက်ထပ်လည်းခုနရှိဦးမထင်တယ်နော်ပထမဆုံးကြုံမှုတာလို့ဆိုတော့လေနောက်ကျွန်တော်လည်းဒီကသတင်းနည်းနည်းကြားထားတယ်နောက်ထပ်ပိုဆိုးတဲ့အကြောင်းတွေလည်းဟိုကြားအဲ့လိုမျိုးပေါ့နော်ကြုံမှုတယ်ဆိုတော့ကျွန်တော်တို့ကြားထားတယ်လေအဲ့ဒါလေးလည်းနည်းနည်းပြောပြပေးပါဦးဟုတ်အဲ့လိုကြုံမှုတဲ့အရာလေးတွေကကြတော့အဲ့လိုမျိုးတော့ရှိတာပေါ့အများတန်းရှိတာဆိုတော့အဓိကကဘာလဲဆိုတော့ကိုယ်နေရာဒေသကိုမျိုးကိုရွာမဟုတ်တဲ့အခါကျတော့တခြားနေရာတွေမှာအဲ့လိုဧည့်သည်ဒီပုံစံမျိုးဆိုလို့ရှိရင်တော့သူကနည်းနည်းလေးတော့အဲ့လိုမျိုးဒီစက်တက်မှုတွေကတော့ရှိတာပေါ့ဒါပေမဲ့အဲ့ဒီဟာကြဘယ်လိုလဲဆိုတော့ကိုရီနဲ့တူတို့ပါတူရှိနေတဲ့ပုံစံမျိုးပေါ့နော်မြင်တွေ့ရတာပေါ့ဟိုမြင်တာကျွန်တော်မြင်တာရှားတယ်အဲ့လိုမျိုးအတန်ပေးတာရှားတယ်ကျွန်တော်အနံ့နေရတာရှားတယ်အခုဟိုတလောကဆိုလို့ရှိရင်အဲ့လိုပဲရိုက်ကူးရတခုကြောက်ပဲပေါ့နော်ကျွန်တော်အဲ့လိုနေမျိုးလေးတစ်ခုပါပဲကျွန်တော်သွားအဲ့ဒါကြတော့သူကဘယ်လိုလဲဆိုတော့ဒီမိတ်ကကောင်မလေးပေါ့မိတ်ကကောင်မလေးဒါယောက်ျားလေးပါပဲပေါ့နော်မိတ်ကအလားတန်နေချင်းကိုအဒီဟာမျက်လုံးရှိသေးတယ်မှာဝင်ကူးတဲ့ပုံကလည်းကျွန်တော်တို့နိုင်ငံခြားကားတွေထဲမှာဟိုကျွန်တော်အဲ့လို YouTube တို့ TikTok တွေမှာပဲကျွန်တော်ဝင်ကူးတဲ့ဟာတွေပြအဲ့လိုမျိုးယောဂထုတ်တာတွေပါပဲမြင်ဘူးလားကျွန်တော်မျက်စိရှိတဲ့တယ်မှာမြင်ဘူးလားမြင်နေရ तू ကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့လို့ပေါ့ဗျာကျွန်တော်တို့တွေကအဲ့လိုတပတ်တစ်ခါအဲ့လိုပိတ်ရနေပါပြီဆိုရင်ကျွန်တော်တို့ကသမင်းတူတူစားကြတာတို့ဘာလို့အဲ့လိုမျိုးရှိကြတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကအကုန်လုံးကအဲ့လိုအခန်းတစ်ခန်းမှာစုကြတာပေါ့အဲ့လိုအခန်းတွေကိုကြီးကနေခဲ့တာအဲ့လိုမျိုးဆိုတော့အဲ့ဒီအခန်းကနေကျွန်တော်တို့ကအဲ့လိုမျိုးအတန်တစ်ခုကြားပေါ့ဒုံဆိုတဲ့အတန်တစ်ခုကြားလို့ဆိုပြီးတော့ကျွန်တော်တို့အထင်ထဲမှာထိုင်နေတဲ့တယောက်မရှိတော့လို့သူ့ခန်းသူပြန်သွားအထင်တယ်ဒါမှမဟုတ်အခန်းတကားလောကြလို့ဆိုပြီးတော့ကျွန်တော်တို့ကသွားကြည့်လိုက်တဲ့အချိန်မှာသူကဘယ်လိုဖြစ်နေလဲဆိုတော့သူ့ရဲ့လက်ကိုသူကဟို break တာနဲ့လီးတာတယ်နော်လီးတာတယ်သူပြန်လီးတာအဲ့ဒါကတွေးပြန်ကြောမဟုတ်လို့တော်သေးတယ်တွေးပြန်ကြောတွေးလို့ကြောလို့ဆိုလို့ချင်းဒါသူကဒါတွေးထွက်လုံပြောတော့ပိန်နိုင်တဲ့အဆင့်အောင်ရှိတာပေါ့ဟုတ်တာပေါ့မှန်တယ်လီးတာတဲ့ဟာကလည်းဟိုအသားတုံးကြီးကိုလီးတာတယ်လို့ပဲတုံးချက်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့
ကျွန်တော်တို့ကမေးတာပေါ့ဘာလဲမိတ်ကဟိုဖန်တီးရှင်နေဆိုတော့လေဟိုဒါကမှမဟုတ်ရီးစားကိစ္စလားဒါမှမဟုတ်ဘာကိစ္စဖြစ်တာလဲဟိုတချို့ကတော့ကိုယ်စီခံစားချက်တွေရှိတယ်ဆိုတော့ဘာဖြစ်လို့လဲပေါ့မေးတော့ခါကြမဟုတ်ဘူးတဲ့ဟိုသူ့ကိုယ်သူတမီးလို့ပြောပါတမီးလို့တဲ့ဒီမှာတဲ့အဲ့လိုသမင်းစားနေကြတဲ့ဟာတဲ့အခန်းအပေါက်ဝချင်းမှာတဲ့လမ်းခေါ်နေရတဲ့သူ့ကိုတဲ့ဘယ်ကနေပါလာတယ်ဆိုတာလည်းသူမသိဘူးတဲ့အခန်းကိုသူ့လမ်းခေါ်နေတာလမ်းခေါ်တော့သူကလည်းခဏနေအောင်မခေါ်မချင်းကသူဟိုသူမသွားမချင်းကသူ့ကိုအဲ့လိုမျိုးလုပ်နေသူစိတ်နှောက်ချက်ဖြစ်တယ်ပြောမနေအောင်သူကသွားတာသွားလဲသူ့ကိုမေးတယ်တဲ့ရန်ကုန်မှာငငါ့ကိုဘာကြီးကြီးပေးခဲ့လဲတဲ့အဲ့လိုမျိုးတွေပါပြောတဲ့ခါကျတော့သူကဟိုပေးခဲ့တယ်လေတဲ့ဒါရန်ကုန်မှာမဟုတ်တာတဲ့ရန်ကုန်မှာမဟုတ်တာတဲ့အေးတဲ့မဟုတ်ဘူးတဲ့အဲ့ဒီမှာတွေအားတဲ့ငါကားတဲ့နင်းအဲ့လိုမျိုးငါ့ကိုဂရိပေးတာလားဂရိကြည့်မလားဆိုပြီးတော့ငါလိုက်ကြည့်နေတယ်ငါဒီလိုတောင်ဒီဖြီကိုပေါ့နော်ဟိုငါအဲ့လိုဆက်ပြီးတော့ငါနင်းကိုလာပြီးတော့ဟိုဖြစ်တာတဲ့အဲ့လိုနင်းငါ့ကိုဘာလုပ်ချင်လဲတဲ့မင်းတက်တိရှိရဲ့နဲ့လုပ်ချင်တာနဲ့အကုန်လုပ်တယ်အဲ့လိုမျိုးဆိုပြီးတော့သူကအဲ့လိုမျိုးပြောပြီးတော့သူ့ကိုဝင်ကူးတဲ့ပုံစံမျိုးပြန်ဖြစ်ပြီးတော့အဲ့ break ဓာတ်ကြီးနဲ့သူ့ကိုသူလီးတာတဲ့အဲ့လိုမျိုးသူကအဲ့ဒီဟိုနင်းနဲ့အဲ့လိုမျိုးဟိုနင်းငါ့ကိုဘာလုပ်ချင်လဲပေါ့ဆိုအဲ့လိုပြောသူက make up အိတ်ထဲမှာသူကမျက်ခုံးကြီးချိတ်တဲ့ break ဓာတ်လေးတွေထောင်ဆောင်လာတော့အဲ့ဒီဟာကိုဓာတ်ကိုသူကိုယ်တိုင်ကြပြီးတော့အဲ့ဒီဓာတ်နဲ့သူ့ကိုသူလီးတာစောင့်တစ်ခုလုံးတွေးတွေထွက်ပြီးတော့ကျွန်တော်အဲ့လိုမျိုးချက်ချင်းပြီးတော့ကျွန်တော်ရဲ့ပြီးွားရင်ကျွန်တော်အဲ့လိုမျိုးဆိုလို့ရှိရင်အရန်ဟိုကူညီပေးနေတာဆိုတော့ညဘက်အဲ့လိုမျိုးဟိုအဲ့လိုမျိုးညဘက်တနာရီ12နာရီကျော်တနာရီဝန်းကျင်လောက်ကိုညီဆက်ရဆေးရုံကိုသွားရောအဲ့ဒီအချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ဒီဆေးရုံသူ့လိုက်မပို့နဲ့တော့တဲ့ဟိုလေသူရဲ့မကြေသူမကြေနဲ့ဘူးတဲ့သူ့ကိုလည်းရအောင်လုပ်ပါအဲ့လိုမျိုးပြောသူ့အဲ့လိုမျိုးသူ့ကိုသူအဲ့ဒီစကားကြီးပြောနေတာငါသူ့လုံးဝမကြေနဲ့အဲ့လိုမျိုးပြောပြီးတော့မဟုတ်ဘူးကောင်းသွားလိမ့်မယ်ပေါ့ဆိုပြီးတော့ကျွန်တော်တို့ကလည်းနားရီထားပြီးတော့ယုံတာအဲ့ဒီချိန်ဆိုလို့ရှိရင်မိတ်ကပ်ဘလောက်ပဲသူ့ရဲ့ခန္ဓာကိုယ်ကတိတ်တိတ်တွေ့လေးဖြစ်နေပြီဆိုအဲ့ဒီချိန်ဆိုအားကြီးကနဲတာကြီးမဟုတ်တော့ကျွန်တော်လည်းမညာဘူးပြီလားကားဆရာလည်းမညာဘူးအားကြီးကနဲပြီးအဲ့မှာသူ့ကိုဟိုပေါ့နော်အဲ့လိုမျိုးစိတ်ုံခေါ်သွားတာပေါ့ကျွန်တော်အမှစိတ်ုံခေါ်ပြီးတော့ဗာစိတ်ုံရဲ့ဒီ body ကိုအောက်လဲရောက်ပေါ့သူကဟိုဘယ်လိုပြောမလဲကျွန်တော်ကအရင်ဆင်းတာပေါ့ဆင်းတဲ့တော့သူကဝုန်းဆိုပြီးတော့အဲ့ဒီစိတ်ုံရဲ့ကျမ်းပြင်ပေါ့ body ကိုအောက်ရဲ့ကျမ်းပြင်မှာသူကပလက်ဒီလန်လန်တလို့မျိုးအောက်ရဲ့ဒီပုံစံကြီးအဲ့လိုမျိုးလဲတော့သူ့ရဲ့ဒီတွေးထွက်လို့မှဆိုလို့ကျွန်တော်အခန်းထဲမှာရှိနေ tissue တွေနဲ့သူ့အဲ့ဒီ tissue တွေအုပ်နေအဲ့ဒီ tissue တွေစာယူဖယ်ပြီးတော့အဲ့ဒီအနာအသွေးတွေရှာနဲ့သူကပြန်ရတာသူကအဲ့ဒီသွေးကိုသူကရှာနဲ့ပြန်ရတာပြန်တော့ဟဲ့လို့ဘာလုပ်တာလဲလို့ပြောပြီးတော့မဟုတ်ဘူးပဲဟိုဒီလိုပဲတဲ့အဲ့လိုမျိုးဆိုပြီးတော့ပြီးတော့အခန်းဟို emergency အခန်းလေးရောက်ဆရာဝန်တွေကသူအစိမ့်ချုပ်တာပေါ့နော်အစိမ့်လေးပါတွေချုပ်ပြီးတော့ဘာဖြစ်လို့လဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အခန်းကိုပြန်ခေါ်လာကျွန်တော်တို့အဲ့ဒီဟိုပြောလိုက်လို့ရှိရင်ဟိုစက်ပြောနေလို့ရှိရင်ကျွန်တော်တို့ duration တွေရောစိတ်ရက်တောင်ကုန်သွားမှာဆိုတော့ကြော်လိုက်တာပေါ့ဗျာတိတ်တာအဲ့လိုအစိမ့်လေးပါချုပ်ပြီးတော့သူအခန်းထဲပြန်လဲပြောတော့အခန်းထဲလေးလာတော့မလာတင်ဘူးတဲ့အခန်းထဲမှာငုတ်တုတ်ထိုင်ဆောင်နေတော့မယ်တဲ့ဟာတဲ့အဲ့လိုမျိုးတော့သူတကန်းထဲမှာသွားအိတ်ခိုင်းရတယ်အိတ်တော့အမှကျွန်တော်တို့ကဒီတော့သူတို့မျိုးရွာရဲ့ဒလိထုံးစံတိုင်းဒါမျိုးဆိုလို့ရှိရင်တော့ဆရာသမားရှိတယ်ပေါ့ဆရာသမားနဲ့ကျွန်တော်အဲ့လိုမျိုးခေါ်ပြီးတော့အဲ့လိုမျိုးသူ့ကိုအဲ့လိုမျိုးကြီးပါပြောတဲ့ခါကျတော့အဲ့လိုမျိုးဟိုလက်ကလေးတို့လက်ညိုးတို့ပူးပြပါတို့ဘာလို့ပြောတဲ့ခါကျတော့သူနှစ်ချောင်းလောက်တော့ဝေးကြတာအဲ့ခါကျတော့သူနှစ်ယောက်လောက်မသိဘူးပေါ့နော်အဲ့လိုမျိုးလောက်ထားတဲ့ပုံစံမျိုးဖြစ်တဲ့ခါကျတော့သူ့နေပါသလိုအဲ့လိုမျိုးလောက်ထားလဲလို့နေတဲ့ခါကျတော့အသားတောက်တွေလို့တဲ့အခန်းထဲမှာယူတာသူ့ရှိရနေဖြတ်နေတာသူတို့လည်းမကြွေးဘူးတဲ့အဲ့ဒါကြောင့်မလို့သူတို့ဟိုပေါ့နော်နည်းနည်းလေးပေါ့နော်အဲ့ဒါသူတို့ရှိမှန်းသိရအောင်လို့ပေါ့သူတို့ပညာလေးနည်းနည်းကြားလိုက်တာပါတဲ့အေးနောက်ခါကျရင်လုံးခဲ့တော့ဖြစ်တဲ့ညာပဲနေအခုချိန်မှာအဲ့လိုမျိုးအသားတွေအစိမ့်လိုက်စားမလားပြောငါအခုဝယ်ကျွေးမယ်လက်ကြချင်းကိုဘာမှမလုံးနဲ့ပါအဲ့လိုမျိုးကြီးပြောတာအဲ့ဒါမစားခြင်းဘူးတဲ့အဲ့ဆိုနေပါလို့ကျင်တာလဲတဲ့အဲ့ဒါကုသိုလ်ကောင်းမှုလို့ကျင်နေဆိုရင်ငါတို့အမျှဝေပေးမယ်လို့ပါလို့အဲ့လိုမျိုးတွေပါပြောပြီးတော့အဲ့သူဟိုလက်ကြချင်းကိုနေဘာမှဒုက္ခမပေးနဲ့နင်တို့လိုချင်တဲ့ဟာတွေဆိုတော့အမှအင်ကြီးလားဖက်လားမသိဘူးလိုချင်တယ်လို့ပြောလို့အဲ့လိုအင်ကြီးလေးဖက်လေးအဲ့လိုမျိုးတစ်ပင်အောက်မှာသူပေးလိုက်တာတို့အဲ့လိုတချို့ကကျတော့ဒီချို့ပေးလိုက်တယ်ဆိုလို့ရှိရင်သူတို့ဟိုဘဝကိုရောက်သွားတာတော့ပါအဲ့လိုမျိုးရှိတယ်အဲ့နောက်ပိုင်းကျတော့လည်းကျွန်တော်လည်းဟိုရိုက်ကူရေးနဲ့အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးဆက်တဲ့ဟာကိုတော့မပေးတော့ဘူးမမေးတော့ဘူးကကျွန်တော်အဲ့လောက်ကြီးပဲသိရပါတော့နောက်ပိုင်းလည်းကြားလဲကြောင်းသူတို့ပြန်ပေးလိုက်တော့အခုချိန်ပြီးတော့အဲ့ဒီကောင်မလေးကကောင်းမွန်ပဲဘာမှဝင်ကူးတာပိုင်းလည်းမရှိတော့အဲ့ဒီအမရွက်ကလည်းအဲ့ဒီနေမျိုးကနေပြန်လာပြီးတော့တပတ်လောက်ပဲကြားတယ်ဘာမှလည်းမရှိတော့ယူပြစ်တယ်လို့ပဲအဲ့ဒီနေရာလေးကဟိုချုပ်ထားတဲ့ဟာအသိချုပ်ထားတဲ့အရာလေးကအသားလေးတက်လာပြီးတော့ဘာမှတော့ဟိုဘလိုမျိုးဟို
ကောင်းမှုပဲပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးတော့ဒီလေဘာမှအသက်အန္တရာယ်တွေဘာတခုမှမရှိလို့ပေါ့တော့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုတော့မျိုးမှာဆိုလို့ရှိရင်အဲ့လိုနေမျိုးတွေဘာမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဧည့်သည်တွေဘာဆိုလို့ရှိရင်တော့သူတို့ကတခုမဟုတ်တခုတော့အဲ့လိုမျိုးတော့စမ်းနိုင်ပါလို့ရှိတာပါကျွန်တော်စကားပြောမှားတာတွေအယောင်မှားတာတွေအစားတောက်မှားတာတွေအပြောဆိုမှားတာတွေဆိုလို့ရှိရင်အများနဲ့ကျွန်တော်တို့တောင်းပန်ပြီးတော့ရိုက်ကွေးတွေလောက်တာဟုတ်ပတ်ဝင်းချင်းနေဒီမှာဘယ်သူတွေရှိနေမှန်းလည်းမသိဘူးပြီးတော့ကျွန်တော်တို့ရဲ့အဓိကအရေးကြီးဆုံးဇက်ကောင်နာမည်ကလူအစ်စ်တွေမဟုတ်ဘဲနဲ့မကျွတ်မလွတ်သေးတဲ့လူတွေရဲ့နာမည်တွေလားဒါမှမဟုတ်ဘယ်သူတွေရဲ့နာမည်တွေလဲအဲ့ဒါတွေကလည်းအရေးကြီးတယ်အဲ့ဒီကကျတော့နာမည်တွေကခေါ်နေတကြီးကတော့သူတို့ကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေမှာအဲ့ဒါကြတော့ကျွန်တော်ဆိုရင်ရိုက်ကူးရေးလုပ်လို့ကြောပဲပေးပွဲလုပ်တိုင်းကျွန်တော်ရဲ့ character ရဲ့စစ်မှန်တဲ့ဇာတ်ကောင်ပဲကျွန်တော်ရဲ့ခန္ဓာကိုယ်မှာအငှားကဏ္ဍကိုအဖြစ်ကျွန်တော်စကားရိုက်ကူးခွင့်ပေးပါဆိုင်ရာပိုင်းရာအားလုံးဆောက်ရှောက်တွေအားလုံးကျွန်တော်ဒီနေ့ကနေမြစ်တာပို့ပါတယ်ကိုအရင်မြစ်တာပို့တယ်ပြီးတော့စကားပြောမှားတာအယောင်မှားတာအသားတောက်မှားတာတွေနေရာထိုင်တာတွေမှားတာတွေပါရှိတယ်ဆိုရင်လည်းခွင့်လို့ပေးပါအားလုံးပြီးတော့မှအဖွဲ့စီကိုစားရိုက်ကူးရေးတစ်ဖွဲ့လုံးကိုစားတောင်းပန်ရတာပေါ့အဲ့လိုမျိုးတယောက်ကလည်းတောင်းပန်ပြီးတော့10ယောက်လောက်တောင်းပန်တာတွေအဲ့လိုရိုက်ကူးရေးမှာရောက်20ရှိရဆို15ယောက်လောက်လို့တောင်းပန်တာတွေပဲကြုံနေဆိုရင်ဒီဟာအနည်းကင်းလေးနဲ့ကြုံပါအဲ့လိုမျိုးရိုက်ကူးရေးပြီးမှာပေါ့ဗျာအဲ့လိုမျိုးတော့ကျွန်တော်ရဲ့စိတ်ကလည်းအဲ့လိုမျိုးလေးဖြစ်တာကောင်းတယ်မင်းသားအဲ့လိုမျိုးလေးတော့ပုံမှန်လုပ်နေရတာပေါ့ဟုတ်ကဲ့ပါအဲ့ဒီကင်းတော့မင်းသားရဲ့အဲ့လိုမျိုးကြတော့နော်ကြောက်စရာကြီးနော်ဒါထူးထူးခြားခြားကြီးကိုအဲ့လိုမျိုးဖြစ်တယ်နော်သူတော်သေးတာနော်သူဒီလှီးတဲ့နေရာခုနမင်းသားပြောသလိုပဲဒီသွေးပြန်ကြိုးတွေနော်အဲ့လိုမျိုးတွေမှာလှီးမိလို့တော့ဒုက္ခရောက်မှာဟုတ်ကဲ့ပါနောက်ရကျွန်တော်လေးဟိုဒညင်းမေအကြောင်းလဲကျွန်တော်နည်းနည်းသိထားသေးတယ်ပြောပြပေးပါဦးဒညင်းမေအကြောင်းလေးဒညင်းမေကတော့ကျွန်တော်အိတ်တဲ့ခေါင်းရင်းထိတ်လေးမှာပါပဲအဲ့ဒီခါကျတော့ကျွန်တော်အိတ်တဲ့ခေါင်းရင်းထိတ်လေးမှာပဲကျွန်တော်အဲ့လိုမျိုးပေါ့အဲ့ဟာကျတော့ဘာမှတော့မဟုတ်ဘူးသူကကျတော့သူတို့ရဲ့ဒီခြံဝန်းထဲမှာမစားရတဲ့အသားတစ်ခုကိုသူတို့ကအဲ့လိုမျိုးစားရတာစားမိဘလိုမျိုးဖြစ်သွားတော့အဲ့လိုမျိုးလေးပေါ့အဲ့လိုသူလည်းအဲ့လိုပါပဲဒီတငင်းပင်မှာစောက်ရှောက်နေတဲ့အစောက်ရှောက်တွေကနေတစ်ဆင့်အဲ့လိုမျိုးသူတို့အဲ့လိုမျိုးကုသိုလ်ကောင်းမှုလေးတွေပေးပါတို့ဘာတို့အဲ့လိုမျိုးလေးတွေသူကအဲ့လိုမျိုးလိုချင်လို့ဒါအားနေတဲ့လူကိုဝင်ပူးပြီးတော့အဲ့လိုမျိုးတွေပြောတာအဲ့ဒီတော့လည်းအဲ့လိုပါပဲကျွန်တော်တို့ရိုက်ကူးရေးလုပ်ပြီးတန်းလန်းနေပဲအဲ့လိုမျိုးထဖြစ်သွားတဲ့အခါကျတော့သုံးလုံးကကျွန်တော်ပြောပြသလိုပဲအမှားတွေပါလာတဲ့အခါကျတော့ကျွန်တော်တို့ကမျက်မြင်မြင်ရတယ်ဆိုပေမဲ့အဲ့ဒီဆရာရှိတယ်လေဆရာကြီးတယောက်ကသူကပဲအဲ့လိုမျိုးတာဝန်ယူပြီးတော့အဲ့လိုမျိုးထုတ်တာပေါ့ဘာဖြစ်လို့ဆိုတော့တချို့ကကျတော့ပြီးခဲ့တဲ့ကိစ္စတွေကတော့ပြီးခဲ့ပြီပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒီနေရာမှာပဲတန်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဘာမှအဲ့လိုမျိုးနောက်တစ်ခေါက်ကြားလို့ရှိရင်အဲ့လိုမျိုးဒီနေရာမှာဒီကိစ္စတွေထပ်ပြောတာတွေဘာတခုမှမလုပ်နဲ့ပေါ့ဘာလို့ဆိုတော့သူတို့အဲ့လိုမျိုးသူတို့ဖိတ်ခေါ်တဲ့ပုံစံမျိုးဖြစ်တာတော့နောက်တစ်ခုကတချို့ကကျတော့အစွဲလက်အရင်ကြီးတယ်တချို့ကကျတော့အဲ့လိုမျိုးတွေနည်းနည်းလေးသူတို့အစိုးရောက်လို့ဒါဒီလိုမျိုးတွေကြုံတွေ့ရတာပေါ့ဗျာအသိတယ်မလားသူတို့အဲ့လိုမြစ်တာတွေကိုသင်လို့ဒါအဲ့လိုမျိုးပြောတော့သူတို့အဲ့လိုမျိုးမလေးစားတဲ့ပုံစံမျိုးဖြစ်တာတွေပါဆိုတော့အဲ့လိုမျိုးသူကအဲ့ဒီခါလေးအဲ့လိုပဲကြာလာစားတယ်လို့နောက်တယ်လို့ပေါ့ယောက်ျားလေးရဲ့သဘောတဘာဝမိုင်းထွက်ခဲ့လို့တတိရှိရင်ဖြစ်နေတော့ချက်ချင်းဝင်ပူတာဝင်လဲဝင်ပူသွားပြီးတော့သူတို့နေတဲ့အဆောင်ကနေဟိုဘက်အထိတ်မှရှိနေတဲ့ကန်တင်းမှာသူစားကျင်တဲ့အသားတုံးကဘယ်နဲ့သုံးရှိတာစာကွက်တီကိုသူကပြောပေးတာပြောသူကမှနေတာလဲလို့မြင်တယ်ငင်းတွေမှနေတာလို့ဘာလို့အဲ့လိုမျိုးပေါ့အဲ့ဒီကလည်းအဲ့လိုပဲကျွန်တော်တို့ရဲ့ပေါ့နော်ဖျားစာတွေပါထပ်ဆိုတာထပ်ပေါ့နော်အဲ့ဒီချိန်တိုင်းလက်ကြရှင်ကိုမေတ္တာပို့ပေးရပဲရှိတာတတိနာလဲဒီပညာရှင်တွေကပဲအဲ့လိုမျိုးသူတို့အဲ့လိုမျိုးခေါ်ထုတ်ပေးသွားတာပေါ့ခေါ်ထုတ်ပေးသွားတော့လေအဲ့ဒီတော့လည်းကောင်းကောင်းမွန်မွန်ပါပဲအစင်ပြေတာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါဟုတ်နော်တောင်းရင်းနဲ့တော့နောက်ထပ်ဒီလိုပဲထူးခြားတဲ့ဖြစ်စဉ်တွေကြုံမှုတာတွေအများကြီးရှိနေဦးမှာပါနော်ရှိတယ်ဆက်လိုက်အောင်ဘာလို့လဲဆိုတော့တရက်ထဲနဲ့ပြောလဲမကုန်ဘူးဆိုတော့ကျွန်တော်ပေါ့အဲ့လိုမျိုးထူးခြားတဲ့ဖြစ်စဉ်လေးတွေကျွန်တော်မှရှိသေးတယ်ဒီတစ်ခေါက်ကတော့ဒါလည်းအခုလောလောဆယ်ကတော့ဒါအကိုတို့လည်းဒါကြုံမှုတဲ့ဟာလေးကိုအရင်ဆုံးပြောပြလိုက်တာဆိုတော့နောက်တစ်ခေါက်ကြာလို့ရှိရင်ဒီထက်ဆုံးလေးထပ်ပြောပြအောင်မယ်ရှိသေးတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါလေဗျာနော်အချိန်လဲပေးပြီးတော့ကျွန်တော်တို့အခုလိုမျိုးအဖြစ်လေးလည်းပြောပြပေးတယ်ဆိုရင်နော်ဟုတ်ကဲ့ပါကျွန်တော်နောက်အချိန်လေးရတဲ့ခါကြလို့ရှိရင်မင်းသားရှိပြန်ပြီးဆက်သွယ်ပေးပါအောင်နော်ဟုတ်ကဲ့ပါကိုရှင်ကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်